မင်္ဂလာပါရှင်ကျမကတော့အစာဟာရဆရာဝန်ဒေါက်တာနှင်းဝေဝေအောင်ဒေါက်တာစနိုဝေဖြစ်ပါတယ် Cherry Talk ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့အစီအစဉ်မှာကျမနဲ့အတူတူပါဝင်ပေးမှာတော့ကျမရဲ့တငယ်ချင်းဒေါက်တာယူခိုင်မော်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျမကတော့ဒေါက်တာယူခိုင်မော်ပါစားချင်တာစားတောက်ချင်တာတွေတောက်ဖို့အတွက်ချင်းပုံမှန်ဆော့နေတဲ့ချင်းရက်လေးပါ Okay ငယ်ချင်းတွေတို့တွေပါအကြောင်းလေးများ share လုပ်ပေးခြင်းတယ်တို့ Okay ဒီနေ့ကျွန်တော်ပေါ့နော်ရွေးထားတဲ့ topic တွေကတော့ calories in calories out theory အကြောင်းကိုရွေးထားပါတယ်ဆိုတော့ calories in calories out theory ဆိုတာကတို့တွေပေါ့နော် calories intake နဲ့ calorie energy expenditure နဲ့က balance ဖြစ်နေဆိုရင် body weight က maintain လုပ်နိုင်မယ်အဲ့လိုမဟုတ်ဘဲနဲ့စားတာဒီ energy သုံးလိုက်တာနဲ့ပုံများမယ်ဆိုရင်တော့လူတယောက်ဒီဝလာမယ်အဲ့ဒါနဲ့ပြောင်းနေဆိုတော့ပိန်သွားမယ်ပေါ့နော်အဲ့ဒီ theory အကြောင်းလေးကိုတို့နှစ်ယောက်အတူတူ explore လုပ်အောင်လေနော်အဲ့တော့ဘယ်လိုမျိုးသုံးမအောင်ဒီ calories in calories out theory နဲ့ပတ်သက်ပြီးအမြင်လေးရှိထားတယ်ပေါ့ပြောပြပေးပါအောင် calories in out ကကြတော့ဒါပုံမှန်တော့လေဒီတိုင်းလေးပြောနေကြတယ်စားတယ်ပေါ့နော်နောက်ဆုံးချိန်မှာပြောကြတယ်ကိုရီးယားအစားတွေ short စားမယ်ကိုလည်းလှုပ်ရှားနေများလုပ်ကြတယ်ပေါ့အဲ့လိုဆိုရင်ကျွန်တော်ဒါ sample thing ပဲပါဒါပေမဲ့ခုနောက်ပိုင်းကျလူတွေကကိုရီးဒီ sample thing မျိုးတော့လည်းမလုပ်နိုင်ကြဘူးပြီးတော့အဲ့လိုလည်းလုပ်နိုင်တဲ့နောက်ပေါ်မှာဒါ obese population ပုံများပါကြတယ်ကွာဒါမျိုးတွေကတော့ဘယ်လို effect တွေကြောင့်များတော့ဖြစ်မယ်လို့ထင်တယ်Okay တကယ်ကတော့ဒီအကြောင်းကိုတို့ကလည်းရှင်းပြခြင်းလို့ဘယ်လိုထင်လဲလို့မေးလိုက်တာတို့ကိုလည်းကွက်တီရလာတယ်နော်အဲ့တော့ဆိုလိုတာက calories in calories out theory က scientifically it is true and applicable ပေါ့နော်but သူ့မှာအခြားပေါ့ဒီဟုတ်ပြီယူနော် nutritionist နော် fat တွေထားမယ် no ရှမ်းများချက်အဲ့လိုမဟုတ်ပါဘူးဒီလိုပါနော်တို့ရဲ့ဒီ body system ကကြတော့ is not a calculator ပေါ့နော်အဲ့တော့ခဏပေါင်းစပ်လိုမျိုး100 minus 100က0မထွက်ဘူးခန္ဓာကိုယ်ကြီးอ่ะဘာဖြစ်လို့လဲဆိုတော့တို့ရဲ့ body system မှာပေါ့နော်သူ့ကို influence လုပ်နေတဲ့ other factors တွေအများကြီးရှိတယ်ပေါ့အဲ့ဒါကြောင့်လေတို့တွေဒီ1000 calorie စားပြီးတော့workout ကိုများလုပ်တယ်တို့ရဲ့ဒီ energy လိုအပ်ချက်နဲ့1000လောက်သုံးနေဆိုရင်ခန္ဓာကိုယ်က maintain body weight maintain လုပ်ရတာခက်တယ်လို့ပိုဝလာတယ်လို့ဒါတွေကဒီ other influencing factors တွေရှိနေလို့ပေါ့နော်အဲ့လိုဖြစ်နေဆိုတာအဲ့ဒါတွေဖြစ်တယ်ဆိုတာလေဒါကိုယ်ပေါ့ hormones တွေလားနောက် sleep pattern တွေနောက်ပိုင်းလာတယ် sleep pattern တွေဖြစ်မယ် stress တွေလည်းများလာကြတယ်ပါမှန်တယ်ဟာမျိုးတွေကြောင့်ညာလားပို့ပြီးဟုတ်တယ်ယူမှန်တယ်ဘာဖြစ်လို့လဲဆိုတော့ခုနကယူပြောသလိုပဲပေါ့နော်ဒီ other influencing factor ခန္ဓာကိုယ်ရဲ့ဒီအစားအသောက်အနေထိုင်နေအပြင် body weight ကို influence လုပ်နေတဲ့ factors တွေအများကြီးရှိတယ်ပေါ့ခုနကယူပြောတဲ့sleep pattern change တွေပါမယ် and then the stress တွေ hormones တွေပေါ့နော်အဲ့တော့ဒီဟာတွေအကြောင်းကို detail လေးပြောရမယ်ဆိုရင်ဒီခေတ်လူတွေကအိတ်တဲ့ sleep pattern ကအရန်ကိုမှန်တော့နော်ဟုတ်တယ်ဇီကွက်တွေဖြစ်လာတယ်အများဆိုရင်တော်တော်နဲ့အဲ့ကူနောက်ကြမှာထားတယ်အဲ့ဒီခါမှာတို့ရဲ့ဒီ weight management ကခန္ဓာကိုယ်မှာဘယ်လို impact တွေရှိလာလဲဆိုတော့ဒီခန္ဓာကိုယ်မှာ hormone နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တို့တွေ body system မှာပေါ့နော်ဘိုင်းစာပြီးဆိုရင်ဘိုင်းစာတဲ့အကြောင်းကိုအချက်ပြတဲ့ hormone ပေါ့ဒီတို့ရဲ့ stomach အစာရင်းကနေထုတ်ပါတယ်အဲ့လိုပဲဒီဘိုင်းဝါတဲ့အကြောင်းကိုလည်းအချက်ပြတဲ့ hormone ရှိတယ်အဲ့ဒါ leptin လို့ခေါ်တာပေါ့နော်သူကကျတော့ fat cells ကနေထွက်တာအဲ့တော့ဆိုတော့ကအခုလိုမျိုးအိပ်ရေးတွေမဝဘူးပေါ့အဲ့တော့အိပ်ရေးတွေပြတ်တာများပြီဆိုရင်လူက stress တွေဖြစ်လာတယ်အဲ့ဒီလိုမျိုးအိပ်ရေးပြတ်တာများရင်ခုနကတို့ပြောတဲ့ဘိုင်းစာကိုဖြစ်စေတဲ့ ghrelin hormone တွေပို့ထွက်ပြီးတော့ leptin hormone တွေကျလာတယ်အဲ့ဒီအချိန်တွေမှာလူတွေကပို့ပြီးတော့အိပ်ရေးပြတ်တာများရင်ဝါတယ်လို့ပို့စားတယ်ဆိုတာမှန်တယ်အဲ့ဒီ hormone effect တွေကြောင့်မလို့ပဲအဲ့လိုမျိုးပေါ့နော်သူ influence လုပ်တဲ့ mechanism မှာတခြားဟိုတို့တော့ဆိုကိုယ် stress တွေများလာလို့ရှိတယ် cortisol တွေတက်ရအောင်ဟုတ်ပါတယ်အဲ့ဒီဟာက cortisol တွေကဆိုရင်ဒီ junk food craving တွေပိုဖြစ်တယ်လို့တော့ကိုယ်သင်ခဲ့ရတဲ့နေရာမှာလည်းရှိတယ်ဟုတ်တယ်ဒါနဲ့ပတ်သက်ပြီးတော့Okay ဒါယူပြောတာမှန်တယ်ဘာလို့လဲဆိုတော့ခုနယူပြောသလိုပေါ့နော်ဒီ junk food ဒီ cortisol level stressful condition မှာcortisol level ကျလာရင် junk food တွေလူတွေကပိုပြီး crave ဖြစ်လာတယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒါကခုနကတို့ပြောတဲ့ hormone mechanism မှာပဲတော့ affect ရှိတာပေါ့နော်အဲ့တော့လူဒီပေါ့သူက stressful condition မှာခုနက hormone ကို affect ရှိစေလို့လည်းမကောက်နောက်ချက် affect တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ခန္ဓာကိုယ်ပေါ့နော်ဒီ fat deposition ကိုပေါ့နော် stress ကြောင့်ဖြစ်စေတဲ့ cortisol ကပို့ပြီးတော့ stimulate လုပ်နေတယ် especially around the belly fat ပေါ့နော်တခြားတော့ factors တွေနဲ့ပါတယ်ရှိတယ် Okay အဲ့တော့အခြား factors ခုနကတို့ပြောပြီးတာဒီ hormone ရယ် sleep pattern ရယ် stress ရယ်ပေါ့နော်ဒါပေမဲ့အခုဒီ2021ရာစုနောက်ပိုင်းမှာအရန်ကိုခက်စားလာတာကြတော့ gut health ပေါ့နော်ဒါကလည်းပဲ gut health ဒီလေတို့ရဲ့ခန္ဓာကိုယ် body weight ကိုmaintain လုပ်တဲ့အခါမှာအရေးကြီးတဲ့အခန်းကဏ္ဍတွေပါဝင်နေဆိုပြီးတော့အရန်ကိုဖြစ်လာတယ်ပေါ့နော်ဒါကြောင့်လည်းဒီ raw microbiome ဒါတစ်ချိန်လုံးပြောနေကြတာပေါ့နော်လူတွေကအဲ့တော့ဘာလို့လဲဆိုတော့တို့ရဲ့ခန္ဓာကိုယ်မှာဒီပေါ့ gut brain axis ပေါ့နော်ဒီအစာအိမ်လမ်းကြောင်းနဲ့အုံနောက်နဲ့ဆက်ဆက်မှုလူတွေကအရန်စိတ်ဝင်စားလာတယ်
တကယ်လည်းတို့ဒီ connection ရှိတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ဥမာတို့တွေအဆိုင်ဒီ digestive tract တစ်လျှောက်မှာ healthy ဖြစ်မှာလူဒီစားသမျှကို digestion ကောင်းကောင်းလုပ်နိုင်မယ် absorption ကောင်းကောင်းလုပ်နိုင်မယ်အဲ့လိုပဲဒီအဆိုင်ဦးလန်းချောင်းမှာရှိတဲ့အကောင်ပေါ့နော်တို့ရဲ့ microorganisms တွေဘယ်လိုမျိုးအုံနောက်မှာဘာလို့ impact ရှိလဲဆိုတော့ဒီအုံနောက်ကတို့ရဲ့ဒီ craving ပေါ့နော် craving တို့ mood တို့ဖြစ်စေတဲ့ neurotransmitters တွေမှာသူက affect ရှိတယ်ဥပမာဒီ serotonin တွေ dopamine တွေကိုသူကသွားပြီး influence လုပ်တဲ့အတွက်ကြောင့်လူကပေါ့ဒီလိုမျိုး stress တွေများလာမယ်ဆိုရင်ဒီ dysbiosis တွေဖြစ်ပြီးတော့ပို့ပြီးတော့ craving or junk food တွေဖြစ်လာရဲဆိုတာဒါတွေကဒီလို cycle တွေဖြစ်လာတာပေါ့နော်ပြီးတော့ဒါတော့နည်းနည်းတော့ရှင်းပါနောက်တစ်ခုတော့မေးချင်တယ် Okay မေးပါဘာလဲဆိုတော့ calorie deficit လုပ်တဲ့ဟာ Alright ဒီလို nutritionist တွေလည်းပြောတယ်နော်ကျင်းနေတာလည်းပြောတယ် calories count calorie count calorie တွက်ပြီးစားခိုင်းတာ Okay ရှိတယ်အဓိကကဥပမာပြောရမယ်ဆိုတော့ဟိုက pizza 1000 calories စားရတယ် Alright နောက်ဒီတင်းမှု1000 calories စားရတယ်ဒါဆိုလို့ရှိရင် calorie အတူတူပဲဒီပါအဲ့နှစ်ခုကရောအတူတူပဲဒါကမဟုတ်တခြားရောဘာ effect ရှိလဲဒီလိုအဲ့လိုသိချင်တာအဓိကဘာလို့လဲဆိုတော့ဟိုကကျန်တော့ရတယ်ဟောပေါ့အရင်စားချင်တယ်ဟုတ်ပြီစားမယ်နေဆိုလို့ရှိရင်ဒါ first thing လုပ်လိုက်တယ်ကွာလုပ်ပြီးတော့မှဒါစားရတာဆိုတော့လေအဲ့အတွက်တော့ဘယ်လိုလေးများ comment ပေးချင် Okay comment ပေးစရာအများကြီးဖြစ်သွားပြီဒီနေရာမှာဘယ်လိုလဲဆိုတော့မမတို့ gym rat တွေပေါ့နော် gym rat တွေတောင်မဲ့ fasting လုပ်ပြီးတော့ hot pot စားရဲဆိုတော့ quite interesting ပေါ့နော်ဘယ်လိုလဲဆိုတော့ကဲထားပါဒီအောင်ပြောရမယ်ဆိုရင်ဒီ from the aspect of calorie intake ပေါ့အဲ့တော့ယူရိုကတနေ့ကို1800 calorie စားဖို့တွက်ထားတဲ့လူတယောက်ဖြစ်မယ်အဲ့တော့ငါကတော့တနေ့ကောင် fasting detox water နဲ့ရေပဲတောက်မယ်ညနေမှာ1800ကို hot pot စားမယ်ကြည့်လိုက်ရင်တော့1800ပဲစားရမယ်မှန်တယ်လို့ပေါ့နော်ဒါပေမဲ့ဒါဒီ effect ကတော့တူလားလို့မြင်တော့မတူဘူးဘာလို့လဲဆိုတော့ you က compare လုပ်တာကို clean food နဲ့ဖြစ်နေ right အဲ့တော့ clean food ဆိုတာကိုအရင်ဆုံးနားလည်ဖို့လိုတယ်ပေါ့နော် clean food ဆိုတာက carbs လို့ရင်လည်းသူက refined sugar တွေမပါဘူး whole grains တွေပါမယ် complex carbohydrate တွေပေါ့ and then ဒီ protein မှာဆိုရင်လည်း high quality protein တွေပါတာကိုသူက clean food လို့ပြောတယ်fat ဆိုလည်းဒီပေါ့နော်ဒီ polyunsaturated ပေါ့ပြေဝစီမဟုတ်တာတွေပါတာပေါ့နော်အဲ့တော့ဒီလိုမျိုး clean food ကိုစားမယ်ဆိုရင်လူတယောက်ဒီဘာတွေလိုအကျိုးရှိလဲပေါ့ပထမတစ်ခုကတော့တို့တွေက clean food စားရင်ဒီလူက fullness ပေါ့ satiety ရတယ် satiety ရတဲ့အတွက်နောက်ထပ် bite စားဖို့ potential နေတာပေါ့နော်အဲ့ခါမှာ junk food တွေသိမစားဖြစ်တော့ဘူးပေါ့ဒါကတစ်ချက်ပေါ့နောက်တစ်ခုက insulin spike မှာသူက affect ရှိတယ်အဲ့တော့ clean food မှာ insulin spike တွေတိတ်ပြီးတော့ fluctuation မဖြစ်ဘူးအဲ့ဒီအနေထားမှာလူဒီ satiety ရတယ် content ဖြစ်နေပြီးတော့တိတ်ပြီးတော့ bite တွေပြန်မစားတော့ဘူးဒါကကောင်းတဲ့အချက်ပေါ့နော် clean food ဒါပေမဲ့ဟိုက you compare လုပ်တဲ့တို့ pizza တွေလည်းကြိုက်တယ်နော်ဒီနေ့တော့ဒါပေမဲ့သူ့မှာကျတော့ဒါ highly processed food တွေပေါ့နော်ဘာလို့လဲဆိုတော့ refined sugar တွေပါမယ်နောက် salty ဖြစ်မယ်ပြီးတော့ processed food တွေပါတယ်ဆိုတော့ဒီလိုဟာတွေမှာကျတော့ဘာမှအဓိကသူ calorie dense ဖြစ်တာ plus ပေါ့နော်နောက်တစ်ခုကခုနကပြော insulin spike ပေါ့နော် insulin spike မှာတွားပြီးတော့ fluctuation တွေရှိတဲ့အခါမှာတို့ခုနကပြောတဲ့ဒီ leptin တွေ craving hormone တွေမှာ messed up ဖြစ်ပြီးတော့နောက်ထပ်သူဒီ craving of နောက်ထပ်အစားအသောက်တွေကိုထပ်စားခြင်းနဲ့ခံစားချက်တွေဖြစ်စေတာဒါကြောင့်မို့လဲ pizza စားပြီးတော့ဘယ်သူမှမဝဘူးကိုလာလေးနဲ့မှာ right ဒါတွေပေါ့နော်ဒါဆိုကိုယ်စားမဲ့ food ရဲ့ quality ပေါ့နော်ဒါပိုရေးကြည့်တာပေါ့ဒီ calorie count ဆိုတာတဲ့မှန်တယ်you ပြောတာမှန်တယ်အဲ့တော့တို့ကအဓိက focus လုပ်ပြီး prioritize လုပ်ချင်တာကလည်းခုန calorie counting ထက်ဆိုင်တော့ food quality ကိုပဲ focus လုပ်ပါလို့တို့ကအကြံပေးချင်တာဒါဆိုကိုယ် healthy food လေးစားရမယ်ပေါ့မှန်ပါတယ်အဲ့တော့အဓိကကတော့ပေါ့နော်အဓိကပြောပါအောင် calories count အဲ့ဒါတွေပြောလို့ပဲ calories count လောက်ရတယ်လေ Okay ဘယ်တော့မလဲဒီလို Okay it is understandable တကယ်ဟုတ်ပါတယ်ဒါပေမဲ့ဒီကတော့ပေါ့နော်ဒီ weight management journey တခုကအရင်တော့လည်းမလွယ်ဘူးဒါပေမဲ့တိတ်ခက်ခဲနေလားဆိုတော့တိတ်တော့လည်းမခက်တယ်ဘာလို့လဲဆိုတော့တို့ဒီကတစ်ချက်ကိုပဲလက်ကင်ထားမယ်ဆိုပေါ့နော်မလို့အရင်မခက်ဘူးပေါ့ကဲဆိုပါလေးလက်ကင်ထားရစားပြောမယ်အဓိကကတော့ mindful eating ပေါ့နော် mindful eating ဆိုတာတွေကိုလက်ကင်ထားမယ်ဆိုရင်ဒီ weight loss journey ကတိတ်မခက်ခဲဘူးအဲ့တော့ mindful eating ဆိုတာကိုသိချင်တယ်လို့ထင်တယ်။ဘာတွေ mindful ဖြစ်အောင်ပါလဲဆိုတော့ mindful ကပထမတစ်ချက် mindful ကခုနကယူပြောသလို food quality ပေါ့ food choice ပေါ့ကိုက healthy food choice ကိုလုပ်ပြီးတော့ food quality ကို prioritize လုပ်ပြီး mindful ဖြစ်မယ်ဆိုရင်ဒါဒီအထူးတလဲ calorie restrict လုပ်စရာမလိုဘဲနဲ့ calorie ကကိုစားရတဲ့ calorie ဒီ within requirement အတွင်းမှာသူက auto ရောက်သွားနိုင်တယ်။ဒါတစ်ချက်နောက်တစ်ခါ mindful ဖြစ်ဖို့ကဒီနောက်တစ်ခုကတော့တို့ရဲ့ portion control ပေါ့ဒါကတော့ calorie counting နဲ့ခက်စင်ပေါ့နော်ဒါပေမဲ့လည်း
လိုက်ပြီးတော့ငါတော့ဘယ်လောက် calorie စားလိုက်တယ်ဆိုတာတဲ့ portion ပေါ့နော်ကိုယ့်ရဲ့ဘယ်လောက်စားပြီးဘယ်လိုစားမယ်ဆိုတာလေးကိုနည်းနည်းလေး mindful ဖြစ်လိုက်တာလေဒီ food quality ရောဒီ portion ကိုနည်းနည်းလေး mindful ဖြစ်တယ်ဆိုအရင် restrict မလုပ်ဘဲနဲ့you weight loss ပေါ့နော်ဒီ fat loss journey အဆင်ပြေနိုင်တယ်ပေါ့နော် fat loss မှာဒီကတော့ weight loss နဲ့ fat loss ကိုဖြစ်ဖို့ဆိုတာ calorie ကောင်းတာအရင်တော့အရေးကြီးတော့ဆိုတဲ့ဘောလေးဖြစ်သွားတယ်နော်ဆိုတော့the body က calorie count ကအရင်မကြည့်ဘူးလားလို့မေးရင်တော့လေအဲ့လိုကြီးတော့ပြောလို့မရဘူးဘာလို့ဆိုတော့ the body ကကွာ basic ကကိုပဲတို့တွေဒီပိန်ကျင်နေဆိုရင် calorie deficit မရှိဘဲနဲ့ဘယ်တော့မှတော့ပိန်မှာမဟုတ်ဘူးပေါ့ဒါပေမဲ့လွယ်ကူကူနဲ့တို့တွေရဲ့ဟိုဒီ goal ကို achieve ဖြစ်ဖို့ဆိုရင်တော့ mindful eating လုပ်ချင်တာပြီးအထူးတလဲ calorie count လုပ်ဆရာမလိုပဲနဲ့ food choice လေးနဲ့ portion လေးကိုပဲတို့တွေက mindful ဖြစ်ခြင်းအပြင်လွယ်ကူကူနဲ့ဟို weight ကို maintain လုပ်နိုင်တယ်ကို body ကိုရမယ်ပေါ့နော်အဲ့လိုအဲ့ဆိုတခြားတော့ထပ်ပြီးတော့ purchase ပေးပြန်အဲ့လိုလုပ်ချင်တယ် Okay အဲ့ဒါဆိုရင်အဲ့တော့လုံးဝမယ်ဆိုရင်တော့တို့တွေက recap လေးသဘောပါเนาะအဲ့လို final take away အနေနဲ့ဆိုအဓိကအရေးကြီးဆုံးကတော့ mindful eating လေးကိုအများနဲ့လက်ကင်ထားပါနောက်တစ်ခုကတို့ခုနပြောခဲ့တဲ့ mindful eating မှာဒီ food quality နဲ့ portion control plus ဒီခန္ဓာကိုယ်မှာ influence လုပ်နေတဲ့ hormones တွေ sleep pattern တွေ stress တွေကို handle လုပ်ခြင်းအပြင်I can guarantee that your weight loss journey can be achieved ပါ။အဲဆိုတော့ Dr. Snow ကြီးပြောတဲ့ mindful eating လေးတိုင်းလိုက်စားကြမယ်နော် Okay ဒါဆိုရင်တို့ရဆက်လိုက်ကြလား Okay အဲ့ဒါဆိုရင်နောက်ထပ် Cherry ကိုက episode တွေမှာလည်းတွေ့လို့မျှော်လင့်ပါတယ်ရှင်။တခြားရောမေးချင်တာလေးရှင် comment မှာ man ကြလို့ရပါတယ်။ဟုတ်ပါပြီ။ဒါဆိုရင်ကျမရဲ့ weight loss ပြောတဲ့ tips လေးနဲ့အတူ Cherry ကိုရဲ့ကျင်းစုလေးဝတ်ပြီးတော့ကျင်းသားကြမယ်နော် Okay bye bye stay tuned in Cherry Go